ကျွန်တော်တို့ရဲ့မြို့ပြတွေဟာနည်းပညာတွေတိုးတက်လာပေမဲ့တဘာဝပတ်ဝန်းကျင်နဲ့ကင်းကွာလာကြပါတယ်ဒါပေမဲ့အစိမ်းရောင်နည်းပညာ green tech တွေနဲ့သာပေါင်းစပ်လိုက်မယ်ဆိုရင်အဆောက်အဦတိုင်းဟာနေရောင်ခြည်သုံးဆိုလာပြားတွေနဲ့ကိုယ်ပိုင်စွမ်းအင်ကိုတန့်စင်စွာထုတ်လုပ်နိုင်ပါမယ်လေစွမ်းအင်သုံးရဟတ်တွေကနေလည်းလေထုမညစ်ညမ်းစေပဲလျှက်စစ်မီးတွေအဆက်မပြတ်ရရှိစေမှာပါလမ်းတွေပေါ်မှာလည်းအိတ်စောငွေလုံးဝမထွက်တဲ့လျှက်စစ်ကားတွေကစနစ်တကျသွားလာနေကြမှာဖြစ်ပါတယ်နည်းပညာနဲ့တဘာဝတရားဟန်ချက်ညီညီပေါင်းစပ်သွားတဲ့အခါမြို့ပြကြီးဟာပြန်လည်အသက်ဝင်လာပါတယ်ဒါဟာတန်ရှင်းလက်ဆက်တဲ့လေကိုရှူရှိုက်ရင်းနေထိုင်နိုင်မဲ့အနာဂတ်ရဲ့စမတ်မြို့တော်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အနာဂတ်ကိုအစိမ်းရောင်နည်းပညာတွေနဲ့အတူတူတည်ဆောက်ကြပါစို့လူကြီးမင်းတို့ရဲ့လုပ်ငန်းအတွက်အခုလို animation video လေးတွေဖန်တီးဖို့ဆိုရင် MP Creative Studio ကိုအမြန်ဆုံးဆက်သွယ်လိုက်ပါခင်ဗျာ